ဗောဓိမြိုင်ဆိုကြီးပြောတဲ့စကားလေးဘောကြတယ်ဒါနဆိုတာပစ္စည်းရှိမှလှူလို့ရတာအလှခံတဲ့လူလည်းရှိမှလှူလို့ရတာပစ္စည်းရှိရင်လည်းပဲလှူလို့ဖြစ်တယ်သီလဆိုတာကိုကြိုက်တယ်လို့စောင့်စည်းလို့ရတယ်တိခံမှုခန္တီဆိုတဲ့တရားကတော့ကိုယ့်အပေါ်မှာတော့စော်ကားလာတဲ့လူရှိမှတိခံလို့ရတာလေဒါကြောင့်စော်ကားတဲ့လူရှိမှတိခံမှုဆိုတာဖြစ်နေတာစော်ကားတဲ့လူရှိရင်တိခံမှုဆိုတဲ့တန်ဖိုးရှိတဲ့သူတော်ကောင်းတရားဖြစ်လို့မရဘူးဒါကြောင့်အစင်မပြေမှုကိုတန်ဖိုးထားတတ်ဖို့ကျတို့အစင်မပြေမှုဆိုရင်ကန်ဆိုးလို့တွေ့တာလို့အောက်မေ့ထားတာလေတိခံမှုဆိုတဲ့အနှစ်သာရကိုရအောင်ထုတ်ယူရမယ်အကြောင်းတရားလို့မမြင်မိကြဘူးဟုတ်လားခုဒီမှာပြောပြီးတော့တိမခံခြင်းကြောင့်ဖြစ်တာတဲ့အမျက်ဆိုတာတိခံရင်မဖြစ်ဘူးထားလိုက်ပါလို့လုံနိုင်ရင်အမျက်ဆိုတာမဖြစ်ဘူးကိုကျတော့ထားလိုက်ပါလို့မလုံနိုင်ဘာမှမထားနိုင်ဟုတ်လားထားလိုက်ပါလို့မလုံနိုင်အဲ့ဒါကြောင့်မလို့အမျက်တွေကဖြစ်ရတယ်အဲ့ဒီအမျက်ဖြစ်လာပြီဆိုရင်အမျက်ကဘယ်လိုသဘောရှိတော့အဘောဟုတ်တော်ဘဟုံဟောတိတဲ့အစကနေနေလေးနောက်အများကြီးပွားလာတဲ့သဘောရှိတယ်ဟောအမျက်ရဲ့သဘောကိုစပြောတယ်နော်အမျက်ဆိုတာပွားတဲ့သဘောရှိတယ်တဲ့ဟုတ်တယ်တခါတလေကိုမုန်းတဲ့လူအကြောင်းထိုင်တွေးနေရင်လည်းဘာဖြစ်တော့ဒေါသတွေအကြီးကျယ်ထွက်လာတယ်နော်ပွားလာတယ်ဒါရင်လားဆိုတော့မကဘူးတဲ့အာသင်္ကိဘဟုပါ